ဘာလိုမျိုးပဲဖြစ်ပါစေเนาะအရင်ကဘယ်ဘာသာပဲကိုးကွယ်ပါစေကိုယ့်ရဲ့ယုံကြည်မှုလက်ခံမှုကဘလို့ပဲဖြစ်ပါစေကိုကခရစ်ယာန်ဝင်ခြင်းနဲ့ဆိုတဲ့အခါမှာကျမတို့ကယေရှုခရစ်တော်ကိုလက်ခံဖို့လိုတယ်ဆိုတော့ယေရှုခရစ်တော်ကိုမိမိရဲ့ကယ်တင်ပိုင်ရှင်အဖြစ်လက်ခံဖို့အတွက်ကကိုကယေရှုခရစ်တော်ကိုသိဖို့လိုတယ်ဟောနော်ဆိုတော့ယေရှုခရစ်တော်ကိုကသိမှသူ့ကိုလက်ခံမလေသူ့ကိုလက်ခံမှကိုကခရစ်ယာန်ဖြစ်မှာဆိုတော့ကြတော့ကျမတို့ကခရစ်ယာန်တရားဖြစ်ဖို့အတွက်လှုပ်เสียရတယ်အများကြီးမလိုဘူးကျမတို့ထုံတန်းစင်လာတယ်အများကြီးသိစရာမလိုဘူးကျမတို့ကျမ်းစာတအုပ်အလုံးကိုနားလည်စရာမလိုဘူးဒါပေမဲ့ကျမတို့ယေရှုခရစ်တော်အကြောင်းကိုတော့သိဖို့လိုတယ်ဘာလို့လဲဆိုတော့ယေရှုခရစ်တော်ကိုယုံကြည်လက်ခံတော်သူသာလျှင်ခရိယန်ဖြစ်မှာဖြစ်တယ်ခရိယန်တယောက်ဖြစ်လာတဲ့အခါမှာအတိုက်ခံနေများလာမယ်เนาะနှောက်ယှက်မှုတွေအများကြီးဖြစ်မယ်ဒါပေမဲ့ဒီຢာတွေဘာမှကြောက်စရာမလိုဘူးသင်ယေရှုခရစ်တော်ကိုသင်ရဲ့နှလုံးသားထဲကနေအကျွမ်းမဲ့သင်ယေရှုခရစ်တော်ကိုကျွန်တော်ယုံကြည်ခြင်းပါကျွန်တော်ယုံကြည်ပါတယ်ကျွန်တော်လက်ခံပါတယ်လို့သင်ဝန်ခံလိုက်တာနဲ့အဲ့ဒီယေရှုခရစ်တော်ကသင်ရဲ့အသက်တာမှာဝင်လာပြီးတော့သင်ရဲ့ဘဝတစ်ခုလုံးပြောင်းလဲပေးမှဖြစ်တယ်သင်ကိုစိတ်သစ်လူသစ်နှလုံးသားသစ်ဘောနော်ဒီအရာတွေအားလုံးနဲ့အတစ်တော်ဘဝကိုအဖြစ်သင်ရဲ့ဘဝကို transform ဆိုပြီးတော့ပြောင်းလဲပေးမှဖြစ်တယ်အဲဒါကြောင့်မလို့ကိုယ်အိမ်ဟာကိုယ်မိသားစုဟာတခြားဘာသာကိုကိုးကွယ်နေတော်များလဲကိုကနော်ယေရှုခရစ်တော်ကိုယုံကြည်ခြင်းနဲ့လက်ခံခြင်းနဲ့ဆိုရင်နှလုံးသားနဲ့ခေါ်ဖိတ်ပါကတော့ယေရှုခရစ်တော်ကိုသင်လက်ခံတဲ့အခါမှာသင်ရဲ့ဘဝတစ်ခုဟာပြောင်းလဲသွားမယ်ဆိုတော့ကျွန်တော်အာမခံရတယ်ဆိုတော့ကျွန်မဗီဒီယိုလေးတွေကိုလည်းတွားပြီးတော့လေ့လာပေးပါကေတင်ချင်းအကြောင်းကိုကျွန်မအသေးစိတ်လေးရှင်းပြထားတာလေးတွေရှိတယ်ဆိုတော့အဲ့ဒါလေးကိုလေ့လာပေးပါခရစ်ယာန်ကိုဘာသာဝင်ခြင်းနဲ့ဆိုတဲ့အခါမှာယေရှုခရစ်တော်ကိုအဓိကလက်ခံတော်သူဖြစ်ဖို့လိုတယ်ပြီးတော့ယေရှုခရစ်တော်အကြောင်းကိုသိတော်သူဖြစ်ဖို့လိုတယ်ဆိုတော့သင်အဲ့လိုလက်ခံဖို့အတွက်ယေရှုခရစ်တော်အကြောင်းကိုနားလည်ဖို့လိုတယ်ကြားနာဖို့လိုတယ်အခါကျတော့သင်ရဲ့နီးစပ်ရာဖခင်เจ้าတွေမှာเนาะခရစ်ယာန်ဖခင်เจ้าတွေရှိတယ်အဲ့မှာပါဝင်ပါအခုဆိုရင်ဖျားเจ้าမသွားနိုင်ရင်လည်း online မှာပေါ့နော်ယေရှုခရစ်တော်အကြောင်းဟောတဲ့ဗီဒီယိုတွေအများကြီးရှိတယ်အဲ့ဒါလေးနားထောင်ပြီးပြီးတော့ဖြစ်နိုင်တော့ကျန်းစာအုပ်လေးပေါ့နော်ကျန်းစာကိုလည်းသင်ရဲ့ဖုန်းမှာ download လုပ်လို့ရတယ်မြန်မာ Bible ဆိုပြီးတော့ရှာလိုက်လို့ရှိရင် app မှာပေါ့နော် download ဆွဲလို့ရတယ်အဲ့ဒီမှာလည်းကျန်းစာဖတ်တဲ့အခါမှာဓမ္မဟောင်းနဲ့ဓမ္မသစ်ရှိတဲ့အခါမှာဓမ္မသစ်ကျမ်းမှာသွားပြီးတော့အရင်တော့ဖတ်ပေးပါအဲ့မှာယေရှုခရစ်တော်အကြောင်းရေးထားတာရှိတယ်ပြီးတော့ဖခင်ကိုနှလုံးသားထဲမှာခေါ်ပိတ်ပါဆုတောင်းပါမလည်းဆုတောင်းပေးမယ်ဖခင်ရှင်ကောင်းကြည့်ပေးပါစေ